မင်္ဂလာပါဒီနေ့မှာတော့မနေ့ကတလာခေါ်တွေမှာဝယ်တဲ့ဝတ်သားဝက်ဝူအစုံကိုကျွန်တော်ဒီနေ့ပြုတ်ပြီးတော့ဝတ်သားတုပ်လေးလုပ်ပြီးမှဖြစ်ပါတယ်ဝတ်သားတွေနူးပြီးတော့အရန်စားလို့ကောင်းတဲ့လှုပ်ဝက်ချက်လေးကိုပြောချင်ပါတယ်အရသာအတွက်ခရုစီရဲ့ငါးငံပြာရဲ့ပဲငံပြာရဲ့အနောက်ရဲ့ထဲမှာဖြစ်ပါတယ်ခင်ဗျာအချိုငံရသာအတွက်ကတော့စားနှဲငင်နဲ့ကြားနှဲငင်ထဲမှာဖြစ်ပါတယ်အမွှေးနဲ့အတွက်တကြဘိုးကောက်ကရဝရဲ့နဲ့ဂျင်းတူထရာထည့်ပါမယ်ပြီးရင်တော့လှုပ်ဝက်ချက်လေးကတော့ဘီယာထည့်ရမှာဖြစ်ပါတယ်ခင်ဗျာဘီယာထည့်ခြင်းကအသားကိုလင်းမြန်စွာနူးညံ့စေပြီးတော့ညှိနှဲလဲပြောက်စေပါတယ်ခင်ဗျာကဲအားလုံးထည့်ပြီးဆိုတော့အိုးဖို့တင်ပြီးတော့ချက်ပါတော့မယ်ခင်ဗျာဝတ်သားအိုးနူးပြီးတော့ဝတ်သားတွေကိုလှီးပြီးကျွန်တော်တုတ်တဲ့ဗီဒီယိုလေးကိုမြိုက်ခင်းပြီးတဲ့ကြောင့်ဝတ်သားတုတ်ဖြစ်သွားပြီးမှပဲကျွန်တော်ရိုက်လိုက်ရပါတယ်ဒါကတော့ကိုညီလောက်ကန်ပြီးတဲ့ညီလေးညီမလေးတွေအားလုံးကိုကြိုးဖို့အတွက်ပကံလေးနဲ့ထည့်နေတာဖြစ်ပါတယ်ကဲနောက်နေ့မနေ့ကိုရောက်တော့ကျွန်တော်ဆိုင်ဘိုးကိုရောက်ပါပြီဒီအိုးတွေကတော့မမရင်ချက်ပြီးထားတဲ့ရခိုင်မုတ်တီတွေပဲဖြစ်ပါတယ်ခင်ဗျာကဲလာရောက်ကိုညီပြီးတဲ့ညီကိုတွေအားလုံးလည်းကျေးဇူးတင်ပါတယ်နော်ရခိုင်မုတ်တီရဲ့အနမ်းကတော့အိုးတွေကိုပြောင်းထည့်နေတဲ့အချိန်မှာမှုေးကြိုင်ပြီးတော့မှလေအရင်စားကျင်စရာဖြစ်နေပါပြီနော်ဒါပေမဲ့ဒီရခိုင်မုတ်တီ channel လေးကိုကျွန်တော်ကညတရင်တို့လာရိုက်မယ်လို့ပြောပြီးတော့တကယ်အိပ်ပျော်သွားခဲ့လို့မရိုက်ခဲ့ရပါဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်ရခိုင်မုတ်တီ channel လေးကိုနောက်မှပဲကြုံမှကျွန်တော်ရိုက်ပြီးတော့တင်ပေးပါမယ်ခင်ဗျာကဲဒါကတော့ရခိုင်မုတ်တီကိုထည့်စားဖို့အတွက်နည်းနည်းမင်းညက်နေတာဖြစ်ပါတယ်မုတ်ဖတ်တွေလည်းတင်နေပါတယ်ခင်ဗျာမုတ်ဖတ်တွေတင်ပြီးတော့ငဖဲကြော်တွေကိုလည်းညှက်ထားပါတယ်ကဲကျွန်တော်ကတော့ဦးဖျားဖျားရခိုင်မုတ်တီတပွဲလောက်ကိုကောက်ဆွဲလိုက်ပါတယ်ခင်ဗျာကျွန်တော်ဖက်ပြီးတော့တခြားညီကိုတွေကျွန်တော်ရဲ့မိတ်ဆွေတွေလာရောက်ပြီးတော့အားပေးကြပါတယ်ခင်ဗျာရခိုင်မုတ်တီကိုကြည့်လိုက်ပါအောင်နော်ပြစ်နစ်ပြီးတော့မှအရန်ချုပ်ပြီးဆက်လုပ်ကောင်းတော့ပါခင်ဗျာကဲဒါလေးတွေကတော့ကိုညီလောက်ကိုင်ပြီးနေညီမလေးဖြစ်ပါတယ်သူတို့လေးလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုဆက်နေနေလေဒီရခိုင်မုတ်တီအိုးကိုပြန်မြင်တော့လေအဲ့ဒီရခိုင်မုတ်တီအရသာအတိုင်းပြန်စားခြင်းတဲ့စိတ်တွေအခုချိန်မှာဖြစ်ပေါ်နေပါတယ်ရခိုင်မုတ်တီဆိုတာကလူတိုင်းကြိုက်တဲ့အစားအစာလည်းဖြစ်တာရဲ့ချက်တဲ့အခါကျလို့ရှိရင်ကျွမ်းကျင်ပိုင်နိုင်စွာချက်နိုင်မှာအနှံ့အရသာဟောပြည့်ပြည့်စုံနေမှာဖြစ်ပါတယ်ခင်ဗျာကဲဒါကတော့မမရင်ကလာစားတဲ့သူတွေကပါဆယ်ထုတ်ချင်တဲ့သူလို့ပါဆယ်လေးထုတ်ပေးနေရပါခင်ဗျာဒါကိုကျွန်တော်ရွှေချောင်းလေးလိုက်ကူညီနေတာဖြစ်ပါတယ်ရခိုင်မုတ်တီနဲ့တွဲစားတဲ့ငရုတ်သီးတွေအချင်းတွေနာမည်တွေငဖဲကြော်တွေကလည်းပြည့်စုံပါခင်ဗျာကဲအလူမလာရောက်အားပေးပြီးတော့အားရပါရစားသွားတဲ့ကြောညီကိုတွေဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကဲတစ်ဖက်မှာလည်းဧည့်သည်တွေကိုအခန့်ပြီးတော့တစ်ဖက်မှာကြောက်လည်းတရားနာဖို့အတွက်ကိုကျွန်တော်ပြင်ဆင်နေရပါတယ်ကဲဖုံဖုံလေးကြွလာပြီဆိုတော့ဖုံဖုံတော့ကိုခရီးဦးကြိုပြီးတော့6လေးတုပ်ပြီးတော့တရားနာတော့မှာဖြစ်ပါတယ်ခင်ဗျာဖုံကြီးကြွလာလို့ရှိရင်လေအဲ့လိုမျိုး6ယောက်ကိုတုပ်ရတယ်ဆိုတဲ့လေးကဘာလို့လဲအဓိပ္ပာယ်ကျွန်တော်မသိပေမဲ့ကျွန်တော်စိတ်ကလောလလားနဲ့ကုသိုလ်လိုချင်လို့လုပ်ခဲ့တာဖြစ်ပါတယ်သူများနိုင်ငံမှာကိုမြန်မာဖုံကြီးနဲ့အခုလိုမျိုးအလှူတန်းလုပ်နိုင်မှုဆိုတာကမလွယ်ဘူးပေါ့နော်အဲ့လိုမျိုးလုပ်နိုင်မှုအတွက်ကုညီပေးတယ်ဘာကြီးအောင်လဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကဲဒါလေးကတော့နေ့လည်စာဖုံဖုံကိုစွန့်ကပ်ဖို့အတွက်ဓာတ်ပေါက်ရွေးချယ်ထားပါတယ်ဓာတ်ပေါက်ရဲ့အသီးနဲ့အစုံရဲ့မုန့်နဲ့ကော်ဖီတွေကလူထဲမှာဖြစ်ပါတယ်ခင်ဗျာဘုံကလည်းပဲမြန်မာအစားအစာတွေနဲ့မြန်မာဓာတ်ပေါက်တွေကိုဖုံးပေးရတာချက်နဲ့တက်တယ်လို့ပြောလို့ကျွန်တော်လည်းလှူဒန်းရတာပီတိဖြစ်ပါတယ်ခင်ဗျာကဲဘုံကလည်းဖုံးပေးပြီးသွားပြီဆိုတော့ဘုံကြီးပွဲကြတော့ဖုန်းဘလော့ကလေးကျွန်တော်ကဆက်ပြီးတော့ဆွဲပါတယ်ဓာတ်ပေါက်ကလည်းတော်တော်လေးအရသာကောင်းပါတယ်ခင်ဗျာဘန်ကောက်ကိုရောက်ဖြစ်လို့ကျွန်တော်ဆိုင်လေးကိုအားပေးခြင်းနဲ့ဆိုရင်တော့စူစောဝက်လမ်း80ရဲ9မှာရှိတယ်ကျွန်တော်ရဲ့ wine miniman ဆိုတဲ့ဆိုင်လေးကိုအားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာကဲပွဲလဲပြီးမီးလေးတေပေါ့ခင်ဗျာပွဲပြီးသွားပြီဆိုတော့ကျွန်တော်လည်းအရန်ပြန်မှန်သွားပြီမျိုးလုံးလည်းလုံးဝမဖွင့်နိုင်တော့ပါဘူးခင်ဗျာအားကြောင့်ကျွန်တော်လည်းနားပါတော့မယ်နောက်ထပ် vlog တွေမှာထပ်မံဆုံတွေ့ပါအောင်မယ်ခင်ဗျာအားလုံးပဲတတာပါ